ယထာတန်လန်းပေါ်ရုတ်တရက်တွန်းချခံလိုက်ရတဲ့အခိုက်အတန့်အဲ့ဒီရေးကြီးတဲ့အချိန်မှာပဲအတိတ်ကအမတ်တရတွေဝင်ရောက်လာပြီးအထက်တန်းကျောင်းသားဘဝကိုပြန်ရောက်သွားတယ်သူ့နာမည်ကတာကေမီချီလွန်ခဲ့တဲ့10နှစ်တုန်းကတော့သူဟာလူမိုက်ပေါက်စာကျောင်းသားဆိုးလေးတစ်ယောက်ဒီကောင်တွေကတော့သူ့တငယ်ချင်းဟောင်းတွေသူအနာဂတ်ကနေပြန်လာတာလို့ပြောပေမဲ့ဘယ်သူမှမယုံကြဘူးဘာလို့လဲဆိုတော့ဒီနေ့ကအိုဆာနိုင်ဦးဆောင်တဲ့ရန်ဘက်ကိုင်းနဲ့ချိန်ပွဲရှိနေလို့ပဲတာကေမီချီခမညာအိမ်မက်မက်နေတယ်ထင်ပြီးသူတို့နောက်လိုက်သွားခဲ့တယ်ချိန်ထားတဲ့နေရာရောက်တော့အော်ဟစ်စိန်ခေါ်ကြပေမဲ့အိုဆာနိုင်စာတူဂျိုမန်ကြီးဂိုင်းကခေါင်းဆောင်ငယ်ခီယိုမာဆာပေါ်လာတဲ့တူမန်လို့ခေါ်တဲ့ဒီဂိုင်းကအရန်ကျန်းတာမူတာကေမီချီတို့အဖွဲ့ကြောက်တူတုံကုန်ကြပြီအဲ့ဒီနောက်အိုဆာနိုင်ပေါ်လာတဲ့သူကခီယိုမာဆာကိုဦးညွတ်အယိုအသေးပေးပေမဲ့မျက်နှာကိုအထိုးခံလိုက်ရတယ်ဒါတောင်ပြန်မလို့ရဲရှာဘူးခီယိုမာဆာကသူ့ကိုလှုပ်ပြီးတာနဲ့တာကေမီချီတို့အလှည့်ရောက်လာတဲ့ခေါင်းဆောင်အာကွန်းကပြန်ခုခံမှုစူးစမ်းပေမဲ့ခီယိုမာဆာကအဖက်တောင်မလုပ်ပါဘူးနောက်ပါဖြစ်မလဲဆိုတာတာကေမီချီရုတ်တရက်တတိယသွားတယ်သူတို့အကြီးကျယ်အရိုက်ခံရပြီးတူမန်ရဲ့ကျွန်တွေဖြစ်လာတော့မယ်လေအကုန်လုံးကိုပြေးကြဖို့အော်ပြောပေမဲ့တစ်ဖက်လူတွေကပေးမပြေးဘူးခီယိုမာဆာကလက်တီးချက်အနှဲငယ်နဲ့တဲ့အကုန်လုံးကိုမှောက်ချလိုက်တယ်အကြောက်လုံပြီးတစ္ဆာတရားတွေဘာတွေမေ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ခီယိုမာဆာကဖမ်းမိပြီးလက်တီးနဲ့ထိုးလွတ်လိုက်တယ်အဲ့ဒီခိုက်တန်းကတာကေမီချီရဲ့ဘဝကိုထာဝရပြောင်းလဲသွားစေခဲ့တယ်ကြောင်းထွက်လိုက်တဲ့အထိနေတိုင်းအနိုင်ကျင့်ခံခဲ့ရတာပေါ့မနက်ကနေညအထိမနာတဲ့အရိုက်ခံရပြီးတူမန်ရဲ့ကျွန်ဘဝကိုလုံးရောက်သွားတဲ့ခိုင်းသားတွေထွက်သွားတော့မှတာကေမီချီညှိတွားမိတယ်ဒီဘဝကလွတ်မြောက်ပြီးထင်ထားပေမဲ့အခုတော့တကြော့ပြန်ခံစားနေရပြန်ပြီလေဒီလောကကြီးမှာသူ့အတွက်ဂရုစိုက်စရာတိတ်မရှိတော့ပေမဲ့ကောင်းမလေးတယောက်တော့ရှိတယ်သူ့ရဲ့တူးရဲသောချစ်သူဟောင်းဟီနာရာပေါ့ဒါပေမဲ့အချိန်ခီးမသွားခင်အဲ့ဒီနေ့သတင်းမှာဟီနာရာနဲ့မောင်လေးနောင်တိုတို့ဂိုင်းရံပွဲကြားညက်ပြီးတေဆုံးသွားကြောင်းပါလာခဲ့တယ်။သူမကိုပြန်တွေ့လိုက်ရချိန်မှာတာကေမီချီစိတ်လှုပ်ရှားသွားတယ်အဖြစ်မှန်တွေပြောပြပေမဲ့သူမကမယုံဘူးတာကေမီချီကတမ်းပါတယ်အလွယ်တကူမတည်နိုင်ဘူးသူမကလည်းတာကေမီချီကိုအကောင်းဆုံးကာကွယ်ပေးမယ်လို့ပြောရှာတယ်။နှုတ်ဆက်လန်းခွဲပြီးနောက်အနီးနားကပန်းချံကိုတာကေမီချီရောက်သွားတယ်။အဲ့ဒီမှာအလဲတန်းចောင်းသားလေးတယောက်အနိုင်ကျင့်ခံနေရတာတွေ့လို့ကြည့်လိုက်တော့နောင်တိုဖြစ်နေတယ်တာကေမီချီဝင်သားပေမဲ့လူမိုက်တွေကသူ့ကိုအေးမလုပ်ကြဘူးကိုကာကွယ်ဖို့ပြန်တိုက်ခိုက်ရမယ်လို့နောင်တိုကိုပြောလိုက်တယ်ပြီးမှအကြံတစ်ခုရသွားတယ်အနာဂတ်အကြောင်းနောင်တိုကိုတတိပေးလို့ရတာပဲဒါကိုမှတ်ထားပါနောက်10နှစ်ကြာရင်ဇူလိုင်လ1ရက်နေ့မှာမင်းရဲ့အမကိုဘလို့နီးနဲ့ဖြစ်ကာကွယ်ပေးပါလို့မှားလိုက်တယ်သူတို့လက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်တာကေမီချီအချိန်ခီးထက်သွားခဲ့တယ်ပြန်လို့လာတော့10နှစ်ပူကြီးသွားတဲ့နောင်တိုကိုတွေးလိုက်ရတယ်အရင်တစ်ခေါက်အချိန်ခီးသွားခဲ့တာကတကယ်ပဲအပြောင်းလဲဖြစ်စေခဲ့တာပါနောင်တိုကသူ့စကားကိုမှတ်မိပြီးအမဖြစ်သူကိုကာကွယ်ဖို့ရဲရရှိလုပ်ခဲ့တာဖြစ်တယ်တာကေမီချီယထာလန်းပေါ်ပြုတ်ကျတဲ့နေတုန်းကကဲတင်ခဲ့တာနောင်တိုပါပဲဒါပေမဲ့ဟီနာရာရဲ့ကံကြမ္မာကတော့မပြောင်းလဲခဲ့ဘူးဒေါသထွက်ပြီးနောင်တိုရဲ့ကော်လာကိုဆွဲလိုက်ပေမဲ့နောင်တိုကအသားလေးကင်ပေါက်လိုက်တယ်ပြီးတော့အချိန်ခီးထက်သွားပြီးအရာအလုံးကိုတကယ်ပြောင်းလဲပြနိုင်မလားဆိုပြီးပြောလာတယ်ဒါပေမဲ့အရင်ဆုံးတူမန်အကြောင်းနားလည်ဖို့လိုတယ်လွန်ခဲ့တဲ့10နှစ်ကတော့ចောင်းသားဆိုခိုင်းလေးပါပဲအခုတော့ယာကူဇာတွေတောင်ကြောက်ရတဲ့အဖွဲ့ကြီးဖြစ်လာပြီးနောင်တိုကပြဿနာရဲ့အရင်းမြစ်ကိုရှာတွေ့ထားတဲ့ဂိုင်းကောင်းဆောင်မိုင်ကီကလွန်ခဲ့တဲ့10နှစ်ဇူလိုင်လမှာခီဆာကီနဲ့တွေ့ဆုံခဲ့လို့ပဲအဲ့ဒီနောက်ပိုင်းအရာရာပြောင်းလဲသွားခဲ့တာဒါကြောင့်အတိတ်ကိုပြန်သွားပြီးသူတို့နှစ်ယောက်မတွေ့ဖြစ်အောင်တားဆီးပေးဖို့တာကေမီချီကိုတောင်းဆိုတဲ့ဂိုင်းတာအင်အားမကြီးလာရင်ဟီနာရာကိုကဲတင်နိုင်လောက်တဲ့အချိန်ခီးသွားမဲ့နီကရိုးရှင်းတဲ့လက်ဆွဲနှုတ်ဆက်လိုက်ရုံပဲတာကေမီချီယုံကြည်မှုမရှိပေမဲ့ဟီနာရာအတွက်ထက်ကြိုးစားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်လွန်ခဲ့တဲ့10နှစ်စီပြန်ရောက်သွားပြီးရောက်ချင်းမှာပဲတယောက်ကသူ့ကိုမြေကြီးပေါ်လဲကျသွားအောင်ထိုးချလိုက်ပါတော့တယ်